ကိုလဲလာခဲ့သူတစ်ချိန်မှပြန်ထွက်သွားမဲ့သူချစ်တင်ကခဏဘဝကိုထားရမလို့ဓမ္မလွန်အောင်ရေးကိုနဲ့မဆိုင်ဘူးလို့အသက်ဝိညာဉ်ရေးကိုအသေးချာတိချမသိရင်တနေ့ချာခံမဆုံးရှင်တန်နေတဲ့တခြားကိုယ်ရမပိုင်မှန်းသိဖို့လို့ချိန်မရွေဘူးအရေးလို့ကွယ်ပြောင်းတယ်လို့ဓမ္မလုံးတော်ရေးကိုဘုရားမြတ်ကလည်းလို့အိုထိတ်ချုပ်သူမရှိလို့ကိုရောဖျားမြတ်ရဲ့အလိုတိုင်းမဲ့သက်ရှင်ဆုံးကိုတိထားတဲ့ဒီကိုပြီးမြတ်အချင်းတို့ကိုမြေပြူပြီးရောအတင်းနဲ့ရှိတတ်တာကြီးကိုမြေရစံတွားလျောက်ကင်းမဲ့တဲ့ဘဝကိုခေရှုရာကူညီလို့အမြင်တွေရှိစေနိုင်မို့ကိုကဲတင်တဲ့အလေးရှိခရစ်တော်ဖယားလိုနေလို့ရှင်တန်နေတဲ့တခြားကိုယ်နဲ့မပိုင်မှန်းသိဖို့လို့ချိန်မရွေဘူးအရေးလို့ကွယ်ပြောင်းတယ်လို့ဓမ္မလွန်တော်ရေးကိုဘုရားမြတ်ကလည်းလို့အိုထိတ်ချုပ်သူမရှိလို့ကိုရောဖျားမြတ်ရဲ့အလိုတိုင်းမဲ့သက်ရှင်ဆုံးကိုတိထားတဲ့ဒီကိုပြည့်ရဲ့အချင်းတို့ကိုမြေပြူပြီးတော့အတင်းနဲ့ရှိတတ်တာကြီးကိုမြေရစံတွားလျောက်ကင်းမဲ့တဲ့ဘဝကိုယေရှုကကူညီလို့အမြင်နဲ့ရှိစေနိုင်မို့ကိုကဲတင်တဲ့အလေးရှိခရစ်တော်ဖယားလိုနေလို့ကိုတိထားတဲ့တွေ့ခေါ်ပြီးမြတ်ချင်းတို့ကိုမိပြူပြီးတော့အတင်းနဲ့ရှိတတ်တာခီးကိုမြေစံတွားလေးရောက်ကင်းမဲ့တဲ့ဘဝကိုယေရှုကကူညီလို့အမြင်တွေရှိစေနိုင်မို့ကိုကဲတင်တဲ့အလေးရှိခရစ်တော်ဖယားလိုနေလို့ကဲတင်တဲ့အလေးရှိခရစ်တော်ဖယားလိုနေလို့ကဲတင်တဲ့အလေးရှိခရစ်တော်ဖယားလိုနေလို့